မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာမောင်ချိတ်ရေးသားထားတဲ့တကယ့်တိုက်ပွဲဆိုတဲ့ရတဝတ္ထုလေးတစ်ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာရတလေးကိုနားမစင်ကပါကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာဟိုနားကစူညံမတ်ကြစည်းတို့အတန်ရံပြစ်ချင်လာခဲ့ဦးမတ်ချက်ပြားတို့ကုန်းဆိုတဲ့စာကြိုးလေးကျွတ်တို့ကွင်းကြီးရာရဲ့စာကြိုးလေးပါကွင်းကြီးရာဟုတ်ကဲ့ကွင်းကြီးရာပါကွင်းမြင်ကျယ်ကြီးတွေရှိလို့ကွင်းကြီးရာလို့ခေါ်ကြတယ်လူကြီးတွေကပြောကြတာဝထီကန်ရဲ့မြောက်ဖက်တမိုင်လောက်မှရှိတယ်တဲ့မတ်ကြစည်းတို့အိမ်ကရွာရဲ့တောင်ပိုင်းမတ်ချက်ပြားတို့အိမ်ကရွာရဲ့မြောက်ပိုင်းမတ်ကြစည်းတဲ့နာမည်ကခက်ဆန်းဆန်းလူကခက်ချမ်းချမ်းရံဖြစ်တဲ့နေရာမှာစိန်ခေါ်ရင်တိမ်မော်တက်ခဲ့ဆိုတဲ့အစားတွေကလူနဲ့ရံမဖြစ်ဘူးသူမရှိတော့ပုံကိုလည်းကြည့်ပါဦးအရက်ကပုပုပါဇက်ကခပြပြအသားကမီးသွေးခဲရောင်နှာရောင်ကကောက်ကောက်မွေးလိုက်တဲ့ကလေးတွေတယောက်ပြီးတယောက်မွေးတိုင်းနဲ့ဘယ်သွားဖွားစရာမှမခေါ်နောက်ဆုံးလက်နေတဲ့ဖြစ်တဲ့ဒေါ်ခင်လှကိုတော့မခေါ်တယောက်ထဲမွေးနေကြကလေးတယောက်မွေးရတာကိုအပေါ်အပသွားတာတော့ပဲသရောထားနိုင်တဲ့သူကလေးမွေးကများလုံးလို့လားတော့မသိဘူးကလေးတွေရဲ့မွေးသေးကိနဲ့နေဆွဲရက်ဆွဲကိုတော့မမှတ်မိတော့ဘူးတကောင်စင်းကောက်ယူသူကိုအုံနောက်ဆောင်လှုပ်တလာမှပြောတဲ့ကလေးတွေရဲ့မွေးသက်ကိုမေးလိုက်ရင်ပြောတော့မယ်အကြီးဆုံးကကိုတောက်ထိန်ကြက်ရှုံးတဲ့နေ့မှာမွေးတာနောက်တစ်ယောက်ကတန်းစိန်စာတင်ကျောင်းထဲမှာမကြီးပင်ကြီးလဲတဲ့နေ့ကမွေးတာနောက်တတိယမြောက်ကပန်းစိန်ဒေါ်လာဝင်းတို့အလူလုတ်တဲ့ရက်ကအဝင်နေကြီးမှမွေးတာနောက်စရုထမြောက်ကနောက်ပစ္စမမြောက်ကြားလာတော့တန်ကောင်စင်းကောက်တဲ့သူခမညာကိုတောက်ထိန်ကြက်ရှုံးတဲ့နေ့ကိုပဲမေးရမလို့စာတင်ကျောင်းထဲကမကြီးပင်ကြီးလဲတဲ့နေ့ကိုပဲစတိနာရမယောင်ဒေါ်လာဝင်းတို့အလူဖိတ်စာကိုပဲနောက်ကျောင်းပြန်စုံစမ်းရမလို့ကလေးတွေကလည်းများလိုက်တမသူ့ယောက်ျားကိုတောက်ထိန်ကတော့ဘာပြောတယ်လဲဆိုတော့ကျုပ်တို့မိန်းမကတော့ဗျာမွေးလိုက်တဲ့ကလေးတောက်ကိုလဲလို့ကျုပ်မိန်းမနာကပ်ဖို့နေတဲ့တသားကြံတပြေးတဲ့တော့မထိုင်ဝင်ဘူးပြို့တဲ့တခါတလေများအိမ်ကြီးနာချင်းနေတော့မသိလိုက်ဘူးကလေးငိုတန်ကြားမှာတွားကြည့်တော့သူမွေးပြီးနေပြီအောင်မဲသူကတခါတလေပြောသေးတယ်ကလေးဆိုတာဗိုက်ထဲမှာရှိတုံးတာနာတာတဲ့အဲ့ဒါလေးကိုသဲခံနိုင်ရင်မွေးလဲပြီးတော့စူးနှုတ်ပြတဲ့အတိုင်းပဲပေါ့ပါသွားတာပဲတဲ့အားကဇွဲဗျသူ့ဇွဲကောင်းမှုကိုပြောရရင်ဆုံးမှာမဟုတ်ဘူးဗျာသူကခြေထောက်မှာစူးရင်တော့တချောင်းတလေနဲ့အလုံးရှုပ်ခံပြီးထွင်တာမဟုတ်ဘူးဒီအတိုင်းမထွင်ပဲထားတာ9ချောင်း10ချောင်းပြည့်မှတခါတည်းတပါးတည်းတစုတယုံနဲ့ပေါင်းထွင်တာအဲ့ဒီလောက်အထိမကြစီဇွဲရှိပုံကမကြစီရဲ့အကြောင်းကိုပြောရမယ်ဆိုရင်ရှိသေးတယ်ဗျလွန်ခဲ့တဲ့9နှစ်လောက်ကကျွတ်တို့ရွာနဲ့ရေရှံရွာတို့ဘောလုံးပွဲကန်ကြတယ်ကျွတ်တို့ရွာက3ခုတကုနဲ့ရှုံးပါလေရောဒီတော့မျိုးစေ့စိတ်တဲ့ပြင်းထန်လာတဲ့မကြစီကဘောလုံးကန်တာရှုံးပြီမဲ့နေလို့ရေရှံရွာသားတွေသတိရှိရင်ဟောဒီဘောလုံးကွအလဲကောင်ထွက်စပိန်မွေးဆွဲမယ်ဆိုပြီးလှုပ်တော့တာပဲအဲ့ဒီတော့ဘောလုံးနိုင်လို့ပျော်တပေပေဖြစ်နေကြတဲ့ရေရှံရွာသားတွေလည်းတိတ်ပြောင်းပြီးအချင်းချင်းတိုင်ပင်ကြရတာပေါ့မကြစီနဲ့ပြန်ပြီးမိုက်ရဲတဲ့သူရဲကောင်းကိုရှာကြတာပေါ့မကြခင်မဲ့ရေရှံသားလူအုပ်ထဲမှာအတန်တမန်ထွက်လာတယ်ယောက်ျားလေးဆိုရင်ရောဖြစ်ရလားတဲ့ထွက်လာပြီးမေးတဲ့လူကထောင်ထောင်မောင်းမောင်းကြီးအရက်6ပေနီးပါဗလာကြီးကအေးလို့ဘောလုံးပဲကြည့်သူတို့ကလည်းဘောလုံးပွဲအပြင်စပင်ကျိုးချီပွဲကိုပါအစ်စ်ကြည့်ရမယ်ဆိုတော့ကြိတ်ပြီးဝမ်းသာနေကြတာယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်အချိန်မရွေးပဲဘောလုံးကွင်းအလေကောင်စင်တာတီနီယာကိုတစ်ဖက်တစ်ယောက်လေးပဲထောက်ပြီးအသိအနေထားကွင်းလေတန်းလူကြီးလဲဘောလုံးတိုင်လှုပ်ပြီးလို့နားမယ်ကြံယုံရှိသေးတယ်စပင်ချီဆွဲပွဲမှာဒိုင်လို့ဖို့နှစ်ဦးနှစ်ဖက်ရွာသားတွေကကန်းလန်းလာတော့သူ့ခမတက်သည့်ပညာမနေသားဆိုသလိုပဲထမ်းရရပြန်တာပေါ့ဒီတော့စီးကြက်တိုင်နှစ်ဦးကပါအရန်ဖြစ်နေပြီးကုညီရတာပေါ့ပြန်ပွဲဝင်နှစ်ဦးရဲ့အလဲမှာတော့ထုံးပြူနဲ့စီးတားထားတယ်နောက်ပြီးစီကံချက်တစ်ခုကိုလဲနှစ်ဖက်သဘောတူရေးဆွဲကြတယ်အဲ့ဒီအလဲစည်းကိုကြော်တဲ့လူကရှုံနာလို့អော်တဲ့သူကညီးတဲ့သူကအရှုံစသည်ဖြစ်ပေါ့ဒိုင်လို့တဲ့သူကတော့သူတို့နှစ်ဦးရဲ့စပိန်တွေကိုစုပြီးကလေးတွေကစားတဲ့တရေကွင်းနဲ့ခြိထားလိုက်တာအခိုင်အမာခရမှုတ်တန်ကြားပါပြီစပါပြီဝစီမှုတ်တန်ကြိတ်ထားကွာချတာဟာအရှုံမပေးနဲ့ကွင်းကြီးသားကွာကြာစီးရဟိတ်ဩဝါပေးကြတော့တာပေါ့တခြားတစ်ဖက်ကလည်းလမ်းမားတယ်ကွာဆွဲဆောင်ပြလိုက်ရေရှံသားကွာအပြိုင်ဆိုင်အားပေးကြတယ်တကားဝိုင်းကကျင်းကြီးလေးလူတွေကကြိတ်ကြိုးကြတော့ကလေးတွေတက်နင်းပြီးသူကနင်းပြီးဟိုတဲ့သူကငိုရဲတဲ့သူကရွာစူးညံ့နေတော့တာပဲကာယကံရှင်တဲ့ဦးကလည်းအန်တင်းတင်းကြိတ်ပြီးကြိုးစားလိုက်ကြတာချွေးတစ်လုံးလုံးနဲ့ဒိုင်လူကြီးလဲစီတောင်းကိုဘယ်သူများကြော်ပြီးပါသွားမလဲဆိုတာကုန်းကြည့်လိုက်ငုံကြည့်လိုက်နေပေါ့ဟောဘောလုံးပွဲစဉ်ကြီးညာသူတော်ရောက်လာပြီးလှုပ်အားပေးကြီးညာလေးရဲ့ဟုတ်ကဲ့
မကြစီစီးနဲ့ထီတော့မယ်ခင်ဗျကိုလံမကစီနာကတ်လာပြီခင်ဗျဆွဲတယ်ခင်ဗျတောင်ထားတယ်ခင်ဗျအပါသွားတယ်ခင်ဗျသူ့ရဲ့အားတက်စရာကောင်းလိုက်တဲ့အော်တန်ညော့ပြန်မဝင်နှစ်ဦးစလုံးကဗတပြန်ကြားတပြန်ပေါ့ပထမဦးဆုံးမကြစီကပါသွားပြီးရှုံးတော့မလို့ဖြစ်ပြီးမှအန်ကြိပြီးတစ်ချက်စောင့်ဆွဲလိုက်တာကိုလံမခင်ဗျအောင်မလေးပြဆိုပြီးစီချောင်းဟိုဘက်တထောင်လောက်အထိပါသွားတာပေါ့ဒီတော့မှဘောလုံးလွဲတုံးကအော်ဟေ့အားပေးခြင်းပါလေးရဲ့နဲ့ရှုံးလို့မအော်ရတဲ့ပြည့်တဲ့ကြီးကလည်းလက်ခုပ်လက်ဝါးတီးပြီးကသူကခုံလူကခုံအုတ်ထုပ်တွေဝါခမောက်တွေအပေါ်မြောက်သူကမြောက်အားပေးကြတာပေါ့ရေရှမ်းသားတွေကတော့မကျေနပ်လို့တောက်တစ်ခေါက်ခေါင်းနဲ့လမ်းမရမင်းပလာကြီးနဲ့ရှုံးရတယ်လို့ရှက်ဖို့ကောင်းလိုက်တာလမ်းမကသူ့ရဲ့အနာကျင်ကျေးဆက်နေတဲ့ငယ်လေးကိုပို့ရင်မင်းတို့အဲ့ဒါပြောတာပေါ့အခုဟာကဗလာကောင်းတာနဲ့မကောင်းတာမဆိုင်ဘူးကွာလို့မချိတင်ငယ်ပြန်လဲခြေပနေလေရဲ့နောက်တစ်ယောက်ကလည်းယောက်ျားနဲ့မိန်းမရှုံးရတယ်လို့ကွာအပြစ်တင်ပြန်တယ်ဒီတော့လမ်းမမခံကျင်တော့ပဲသူကမိန်းမလူမဟုတ်ရလားတော့မသိဘူးကွာဒီလောက်ဇွဲကောင်းတဲ့မိန်းမမျိုးမကြုံဘူးကွာမှတ်ချက်ချတော့တယ်အဲ့ဒီချိန်ကစပြီးမကြစီလို့နာမည်ကဟိုးလေးတကြောကြောနောက်တစ်ယောက်ကတော့မချက်ပြားအရက်မြင့်မြင့်ကိုလုံးကပြပြအစားအသောက်ကြီးတဲ့နေရာမှာရောအလုတ်လုတ်တဲ့နေရာမှာနာမည်တစ်လုံးလေးနဲ့နေတဲ့သူအထူးသဖြင့်သူ့လက်ဝါးကြီးတွေကယောက်ျားသားတိတ်ထက်တောင်ကြီးလေအောင်မြင်လက်ဝါးကြီးတွေထောင်ထားလို့ကတော့ကျွဲထဘိုးချင်ကြီးတွေထောင်ထားတဲ့အတိုင်းနည်းနည်းနောဟာကြီးတွေမဟုတ်ဘူးသူကတောင်တွင်းကြီးဘက်ကပြောင်းလာတာ3နှစ်လောက်ပဲရှိဦးမယ်အချို့ကပြောကြတာသူများရွာမှာကြက်မှကိုရွာမှာကြက်ဖားတဲ့သူကတော့ဟုတ်ပေါင်းနေမရှောင်ကြဲပြောင်ဆိုတဲ့စားတွေကတနေ့တစ်ခါမှရံမဖြစ်ရင်အိမ်မပြောစားမဝင်တဲ့သူထမင်းနိုးစီဘူးနှလုံးချက်ကတော့ထမင်းပကံထဲမှာရင်နာချိန်တော့မရလိုက်ဘူးကောင်းချင်းပေါင်းရင်လည်းအ ਨੇ ဆုံးနိုးစီဘူးလေးလုံးတော့ပေါင်းမှအာသာပြေုံရှိသေးတယ်တဲ့အလောက်ကြတော့လည်းမလုပ်ဘူးဆိုတက်ပဲအိတ်နေတာလုပ်ပြီးရဆိုရင်ထင်းလဲ3စီးတိုက်ကိုနေချင်းပြီးပေါက်တယ်နှစ်တင်းဝင်စပါးအိတ်ကိုနှစ်အိတ်ထက်ရွက်နိုင်တယ်အတုံးပြုံးကလည်းကြည့်ပါဦးအကျွေးရရင်စင်တော်တတ်စိတ်လွတ်ထားတယ်ဆိုတဲ့အစားလက်ထဲမှာငွေလေးရှိရင်ဝဲဝတ်သားဆိုလဲတပိတ်သားတတွဲလုံးအမဲသားဆိုရင်လည်းတပိတ်သားတတွဲတပြားတစ်ချက်မှမရှိတော့ဘူးဆိုရင်တော့ရေတော့ဘိုင်းဘိုင်းနေရမှလည်းဝင်မလေးဘူးဒေါသကလည်းကြီးသလားမမင်းနဲ့မတော်တဆခလုတ်တိုက်မိရင်တော့အဲ့ဒီခလုတ်ပြန်ရှာပြီးနောက်တစ်ခေါက်ထပ်တိုက်တဲ့သူတိုင်နဲ့ခေါင်းနဲ့စောင်းမိရင်လည်းအဲ့ဒီတိုင်ကိုနောက်တစ်ချိန်ထပ်ဆောင်တဲ့သူဂုံပြောရရင်အရေးကြီးတော့သေးပေါက်ချင်ရင်တော့ငုတ်တုတ်မထိုင်ဘူးရက်ပြီးတော့လည်းမပေါက်ဘူးသွားရင်မတက်ပေါက်ချတာကလေးရီအတွက်ကလည်းမကြစီနဲ့နင်လားငါလားပဲသူတို့အေးဦးနဲ့ကြီးတွေကလည်းရှုပါဦးမကြစီရဲ့ယောက်ျားကိုတောက်ထိန်ကအရက်သမားပေါက်ပြားပေါက်မှယောက်ျားတောက်မှဆိုတဲ့သူ့လက်သုံးစကားအလောင်းစားဝါသနာကြီးသလားမမင်းနဲ့သားများကိုတော့မေ့လောက်အောင်ဇွဲနှပဲကြီးတဲ့သူကြက်လောင်းတယ်ဗော်လီဘောလောင်းတယ်အဲ့ဒီခေတ်က2လုံးတို့3လုံးတို့မရှိသေးလို့သာလောင်းစရာမရှိရင်သူ့မိန်းမမကြစီရဲ့ပိုက်တဲကကလေးယောက်ျားလားမိန်းမလားလောင်းနေသူနဲ့စိတ်တူကိုယ်တို့အလုတ်တူနောက်တစ်ယောက်ကတော့ချက်ကြီးတဲ့မချက်ပြရဲ့လင်းတော်မောင်ဖူးစာပဲမချက်ပြကထွားတော့သူကခက်ညက်ညက်သူတို့နှစ်ယောက်ပေါင်းပြီးလို့ကတော့ဘာမှပြောမကောင်းဘူးပေါ့ဂျင်လောင်းတယ်ဖဲရိုက်တယ်ဂျုံချထိုးတယ်ဒါပေမဲ့သူတို့လည်းတခါတရံတော့တုံးဝင်တာဗျအလူမင်္ဂလာမှာစီကောင်းဗော်လီဘောဝိုင်းထည့်ခြင်းရင်သူတို့နှစ်ယောက်ကိုကက်ရတယ်နိုင်ထဲမှာခွဲရိုင်းထိုင်ခြင်းဆိုလည်းသူတို့မပိုင်ပွဲမစီဘူးဗျနောက်ပြီးတော့သူတို့နှစ်ယောက်ကခွဲတယ်လို့မရှိဘူးဘယ်သွားတာဘာလို့တွဲတယ်သူတို့နှစ်ယောက်စလုံးရဲ့အိမ်သူတထဇနီးမယားတွေကနှုတ်သီးကောင်းတွေရဲကြော်ရွာကြော်ပြည်ကျော်ထိတ်ပေါက်ဆက်ကျဲတွေတခုရှိတာကသူတို့ဇနီးမယားနှုတ်သီးကောင်းကျင်တော့ထိတ်တက်ရင်ဆိုင်တစ်ခါမှမတွေ့ရသေးဘူးဒီကနေ့တော့တွေ့ကြပြီဖြစ်ပုံကဒီလိုစာသင်ကျောင်းကအပြန်မှာမကြစီရဲ့အထမမြောက်တားလရဲ့နာမဲကြီးကမကြပြရဲ့နဝမမြောက်တားရွှေဦးပေသီးကိုကြိုက်ဆွဲတဲ့ဒီမှာတဲ့ပေသီးကငိုပြီးသူ့အမေကိုတိုင်ရက်ဖွင့်တော့တာပဲတားဖြစ်သူမျက်ရည်ကလေးတုတ်လိုက်နဲ့နှက်ရှိကလေးရှုပ်လိုက်နဲ့တော်တဲ့တောင်နဲ့ထင်းခွေပြီးမောပန်းလာတဲ့မကြပြရဲ့အစကလေးကလောလိုနေရင်အထိတ်ထိတ်ရောက်နေတဲ့ဒေါသကြီး360ကိုဆပေးလိုက်တယ်လို့ဖြစ်တော်တာပေါ့ဟဲ့သိနာပြော်လန်းနင့်ကိုဘယ်သူလှုပ်လိုက်တယ်ငါမင်းနေတယ်လေမကြပြခေါင်းမှာတင်ထားတဲ့ခေါင်းပေါင်းကြီးကိုကြမ်းပြီးမှပြစ်ချလိုက်တယ်လူသားရဲ့နှုတ်ထက်စကားကိုစောင့်နေတာပေါ့မဲကြီးလှုပ်လိုက်တာဗျဒါဖြစ်သူပေသီးကသူ့အမေကအမပဲချုံးပဲချငိုပါလေရောဘယ်ကမဲကြီးလဲတောင်ပိုင်းကတော်ကြစီရဲ့သားမဲကြီးလှုပ်တာမကြပြရဲ့ဒေါသကတော့ကြက်ပြားဟဲ့တပြားတည်းရှိတယ်တွေ့ရသေးတာပေါ့
မကြပြထမင်းကိုကြပြပြဝိပြီးမကြစည်းတို့နေထိုင်ရာအင်ကြောင်အတော့နေတော့တာပဲဗျဒေါသတကြီးနဲ့ပြေးလာတဲ့သူကိုနောက်ကခွေးလိုက်ဆဲတာမကြပြကနောက်ပြန်လှည့်မကြည့်ပဲတစ်ချက်ကစ်ထည့်လိုက်တာလိုက်ခဲ့တဲ့ခွေးတကိန်းကိန်းနဲ့ကြံရစ်ပြီးအောင်တော့ဟက်ကောင်မကြာစီညီကြီးသားမဲကြီးကငါသားပေသီးကိုတိုက်ဆွဲလို့တဲ့မိမဆုံးမဖာမဆုံးမကလေးလေးကငါသားကိုများရဆက်ကလေးချင်းကခံလိုက်ရပြီမဲ့လူကြီးချင်းတော့ရှင်တယ်ဟိထွက်ခဲ့စမ်းမကြပြကဒီလိုစိန်ကတော့မကြစီတို့ကပြင်းအောင်ပြေးနေတယ်ဆိုရမှာပေါ့ငှက်လက်စထမင်းကိုချက်ချင်းချထားလိုက်ပြီးအပြင်ကိုအထွက်ကြမ်းပေါက်ကျွံသွားတဲ့အခါမကြစီရဲ့ဒေါသမီးလောင်ရာလေပင့်တက်စီပေပါကြီးကိုဖွင့်ချလိုက်တော့တဟုံးဟုံပေါ့ကျွံကြနေတဲ့သူ့ခြေစလုံးကိုကြမ်းပေါက်မဖြဲပဲမရရအောင်ဆွဲချိုးပြီးအိမ်မောကလွှမ်းကလေးခုံဆင်းလိုက်တယ်ဗဇက်ကလည်းကြာစီတဲ့ဟိတစိလေးရှိတယ်ကျမ်းမြေဘောကကျွံကြသွားလို့စုပ်ပြက်သွားတဲ့ခြေစလုံးကိုအရာပြည့်တလောက်ပဲသဘောထားပြီးမကြက်ပြားစီတန်ကြီးလာတော့တာပဲသူတို့နှစ်ယောက်တိုင်ပင်ထားခြင်းအလင်းမရှိပဲမကြစီတို့အိမ်ရှိလမ်းစုံတရက်ပင်ရိတ်ကောင်းကောင်းမှတွေ့ကြပြီတယောက်နဲ့တယောက်တွေ့ဆုံမှုကဘာတမြန်တော့အကွာမှာနှုတ်စလုံးကရက်ကြပြီးအခြေအနေအရက်ကိုလိလာသုံးသက်နေကြလေဒီအချိန်မှာပဲသူတို့ရဲ့အိမ်ဦးနဲ့နှစ်ယောက်လုံးကလည်းအစီရောက်လာပြီပွဲကြီးပြေးတဲ့ကြီးကလည်းတပြေးပြေးစုံလာကြပြီပြေးတဲ့တဲကတယောက်ယောက်ကတော့ဒီလိုပွဲမျိုးပတ်စံပေးကြည့်ရင်တော့မလွယ်ဘူးအခုအခမဲ့ကြည့်ရမယ်ဆိုတော့အတိုင်းထက်လွန်တကွန်တဲ့ကုတ်ကားပေါ့လာကြဟေးဖိုးခွေတို့ဖိုးရီတို့မဲစုတို့မင်းတို့ရွှေစိန်တို့ငွေစိန်တို့အရေးတဲ့သူ့ဆွေမျိုးမိတ်ဆွေတင်ကားတွေတော့စေနာပိုးနေပြန်ပါတယ်အောင်မဲသကောင့်သားလင်းတော်မောင်နှုတ်ကတော့ရံမဖြစ်တဲ့အပြင်အချင်းချင်းတီတိုနဲ့တိုင်ပင်နေကြပွဲကြီးပြေးတဲ့တွေကလည်းအမျိုးသားပွဲစဉ်တိတ်မနှိမ့်ဘူးဆိုပြီးအမျိုးသမီးပွဲစဉ်ကိုပုံအောပြီးအားပေးကြတာကလားအမျိုးသမီးနှစ်ယောက်ကတော့တဖြည်းဖြည်းနီးကပ်လာကြတယ်တယောက်ကပူတယောက်ကရှိတယောက်နဲ့တယောက်လက်ဝဲကြိုးဝမ်းနဲ့လက်ဝဲသမားတွေရဲ့အားသာချက်အားနည်းချက်အလီလီကိုအကဲဆန်းနေကြလေရဲ့ဒဏ်လူကြီးကမရှိကုပေးမဲ့ကြက်ချင်ကြီးကမရှိဒီပွဲမှာဘသူကများအောင်ဝဲခံလိမ့်မလားကလေးလူကြီးယောက်ျားမိန်းမအလကားကြည့်ရမဲ့တိုးတိုးကြိတ်ကြိတ်စီကားလို့ဖြောင်းဖြင်းဆော့အင်းကော့အိုဖြူဝင်ကြမ်းလိုက်သည့်ပွဲနှစ်ဖက်စလုံးအထိကိုက်များနဲ့တဲမဲဒရဂျန်တိုက်ခိုက်နေပုံကအသေးရစေအရက်ပူတဲ့မကြစုကရန်သူရဲ့နောက်ပိုင်းကိုလှဲတယ်အရက်ရှိတဲ့မကြပြားကအရက်ပူတဲ့မကြစုရဲ့အပေါ်ပိုင်းကိုဖိရလဝါးနဲ့ရိုက်တယ်လက်ဖြံနဲ့ဝိုက်ကာဟောတယောက်ကကလပ်ချိုးတယ်ရိုက်တယ်ခန့်တယ်တထောင်နဲ့ထောက်တယ်ကုတ်တယ်ဖဲ့တယ်ဟာဆဗင်ကိုဆွဲဆောင်တယ်အာကိုဖဲ့တယ်ကြိုက်ဆွဲတယ်ခွာစီတယ်ဘသူကဘလို့ကိုလုံနေမှန်းတော့မသိရအောင်အခြေအနေကအရှုပ်ထွေးလွန်းလို့ဘန်ဒိုဘန်ရှီခရာဒိုဂျိုလိုဂျူရှီဘယ်တိုက်ကွက်တိုက်ခတ်ရေးပညာစာအုပ်ထဲမှာမပါတဲ့နီးစနစ်ကွန်ပျူတာတိုက်ကွက်တွေကိုထုတ်သုံးနေကြလေကြဒါမရှိဖောင်းဘောမရှိအမတ်ပေးစီးမြင့်မရှိကျွန်ခစ်ကကျွန်ချင်းတိုက်ခတ်ရကြိုက်ရလက်နဲ့ဆွဲပြီးတိုက်ခတ်ကြတဲ့ free fight ဆန်ညီညွတ်တဲ့ office တန်လုံးဝမကျင်းရရိုက်တန်နှာနဲ့တန်ထုတန်ထောင်းတန်တွေကသာသူတို့ရံမဟုတ်ဘူးအပြုတ်အပြောင်းကိုဖော်ညွှန်းလို့ဒီလိုနဲ့ကြတော့နှစ်ယောက်စလုံးမောပြီးမတ်ရရဲပြီးအနားယူကြလေရဲ့ရွှေဘဲလာအပိသက်ကြီးခင်ဗျာလဲဒီတော့မှတက်ပြင်းချနိုင်တယ်ဇက်လိုက်နှစ်ယောက်ကတော့ကွဲသူကွဲပြေးသူပြေးနာသူနာပြာသူပြာဒီအချိန်မှာအေဦးနဲ့ကြီးနှစ်ယောက်ကဝိုင်းနဲ့ဝင်လာပြီးကိုယ့်ပစ္စည်းကိုဆွဲခေါ်သွားကြတယ်အေးစစ်စစ်ပဲပြေးတဲ့တွေကတယောက်ကတော့တော်တော်သဘောထားကြီးတဲ့လူတွေဗျာကိုစီရင်းမရတဲ့ခုလောက်တောင်ဖြစ်နေတာကိုဝင်မပါဘူးသူတို့နဲ့မဆိုင်သူတို့နေနိုင်တယ်အံ့ရောသူ့ထင်မြင်ချက်ကိုဖွင့်ချလိုက်တော့တခြားတယောက်ကမန်ဩနဲ့ကိုလူသူတို့ဝင်မပါတာအကြောင်းရှိတယ်ဗျဒီတခါမှဝိုင်းကွဲလူဆဲပြေးတဲ့ကကြီးကလည်းဘာဖြစ်လို့ပါလဲဘာအကြောင်းများပါလဲလို့ဆက်စုကြတော့တာကိုသူတို့ကလောင်းကြီးထပ်ထားတာဗျကိုမိမဘက်ကကိုလောင်းကြတာအခုအရှုံးနိုင်မရှိတရေပွဲဆိုတော့သူတို့လောင်းကြီးသူကိုပြန်သိပြီးအသီးသီးတက်ခောက်သွားကြတာပြီဒီတော့မှပြေးတဲ့ကြီးကဟမ်ဟင်းဆိုပြီးမှင်းတက်ပြင်းချနိုင်တော့တယ်အဲ့ဒီနောက်ကျုပ်လဲမလေးရှားကိုလှုပ်သွားနေတာပေါ့ရွာနဲ့အဆက်အသွယ်ပြေးသွားတာနှစ်တော်ကြတယ်ရွာမှာနေလို့ဘာမှတိုးတက်တာလည်းမဟုတ်တာကျတို့ရွာကမြေကမကောင်းရေကမကောင်းစဘာအသီးနံထွက်ချိန်မှာလဲမိုးမြွာလို့ကတော့ငုတ်တုတ်မေ့ရလောက်အောင်တွက်ထားရွာကုန်းကြီးမြေဖွတ်ကြီးစဘာမအောင်မြင်လို့တော့ထင်းခုတ်ရောင်းစားဒီရွာလုံးထင်းခုတ်လုံးအားကြီးတော့တစ်တော်ပြုံးတစ်တော်တွေပြုံးလို့မိုးကခေါင်တက်ခေါင်ဒီရွာသားတွေမှငတ်မသေးရင်ဘယ်သူငတ်သေးတော့မလဲဒီအတေးကကျုပ်ရွာကမထွက်ခွာမီကနေရွာကိုပြန်မရောက်မီလေးတင်ဖြစ်တည်ခဲ့တယ်ကျုပ်ရွာလည်းပြန်ရောက်အောင်ရောအလို့လေတွေဆိုတော့နေခေါင်ခေါင်မှကြီးမှာတော့စိမ့်လို့ဆိုးလို့ဘလို့ဖြစ်တာပါလေအရင်ကဆိုဒီလေတွေမိုးရင်းမှာတော့ဒီလောက်မကောင်းဒီလိုဗျအခုဆယ်မြောင်းတွေပြီးသွားတော့
10 ရေလို့ပြီးစိုက်ခိုင်းတာ10 ရေနဲ့ကျုပ်တို့မြေကတကယ့်ကိုအန်ကားရဲ့ဗျရင်တုံးကဆိုလေတဧကမှာ4-5 တောင်းလောက်ပေးရတဲ့လေအခု9 သိန်း 8 သိန်းတောင်ဖြစ်နေပြီအဲ့ဒီလောက်ထိလားအဲ့ဒီလောက်ထိတိုးတက်မှုမြန်သလားစဉ်းစားရဲ့အထက်တန်းကျောင်းတို့ကတင်ယူခဲ့ဘူးတဲ့ကြပြလေးကိုသွားသတိရမည်သူ့မြေမှာဖြူပြပွင့်ရင်ဖြစ်ငါမြေမှာနေဝါတင့်ရမှာပေါ့အခွင့်အခါမျောလို့ဥယျင်တော်တာရေးကိုလရှုမြင်ကခါခါတွေးလို့မနှေးပင်အာအင်ထုတ်လို့ရေပေါအောင်နှုတ်ဖို့ခဲ့ကြပြလေးကိုစဉ်းစားနေတော့သူကဆက်ပြောပြန်တယ်တကယ်တော့ဗျာလူတွေကလည်းတိုက်ပွဲဝင်နေရတာပဲဗျလူချင်းတယောက်ချင်းတိုက်ပွဲဝင်နေလူနဲ့တဘာဝတိုက်ပွဲဝင်ကြတယ်လူနဲ့နေပညာတိုက်ပွဲဝင်ကြတယ်ဒါပဲမဟုတ်လားဗျကျုပ်အံ့ဩပြီးအံ့ဩရင်ဖြစ်နေတယ်အခုပြောနေတဲ့ကိုကျဲကြီးဆိုတဲ့သူက4-5 တန်းလောက်သာအောင်တာကျုပ်အသိနေပါဦးကိုကျဲကြီးကခင်ဗျားစကားတွေလေးလင်းလာကြီးလားဆိုတော့သူကအဲ့ဒါရွက်ရပညာဒေတာမှာစာကြည့်တတ်ရဲ့ကျေးဇူးပေါ်ဗျနောက်ပြီးသူကဆက်ပြောသေးတယ်ဒီမဲ့ခင်ဗျားမှတ်မိအောင်ပါပေါ့မကြစီတို့အင်ရှိတရက်ပင်ရေးကြီးမကြစီနဲ့မက်ချက်ပြတို့ရန်ဖြစ်တဲ့ကွင်းကြီးလေဗျာသူပြောမှပဲကျုပ်ကောင်းကောင်းမှတ်မိတော့တယ်အဲ့ဒီမှာစာကြည့်တိုက်ကြီးဖွင့်ထားတယ်ဗျဟင်းတဲဟုတ်ပါလားဟုတ်ရုံနေဘယ်ကမလဲစာကြည့်ကိုတွားကြည့်လိုက်အောင်မွန်လွန်ကြောင်ဖြစ်နေပြီဒါထက်မကြစီတို့ဒေါ်ကျပြတို့နဲ့တွားတည်လိုက်အောင်ဗျသူတို့ကဘယ်မှာလဲခုစင်ပြေသွားကြပြီလားသူတို့တရားရေးတာမှာဗျခမရသွားဖြစ်အောင်ပြောလိုက်ပါဦးကျုပ်လည်းတရားရေးပါတော့ကိုခတ်တက်ရှောက်လာလိုက်တယ်ရိတ်တာတဲ့ဝင်နေဆိုရင်ပဲသူတို့နှစ်ယောက်ကိုအတူတူတွေ့ရတယ်ဗျယောဂီဝိဆုံတွေဘာတွေနဲ့အောင်မဲသူတို့မျက်နှာတွေကအရင်လိုဒေါသမောသတွေဘာတွေမရှိတော့ပဲငြိမ့်နေလိုက်တာများနောက်ပြီးသူတို့ကပြောသေးတယ်တစ်ချိန်ကငါတို့နှစ်ယောက်တိုက်ခဲ့ကြတာရန်ဖြစ်ခဲ့ကြတာဟိုးလေးတကြောပေါ့တကယ်ငါတို့တိုက်ရမှာကငါတို့ချင်းချင်းမဟုတ်ဘူးငါတို့ရဲ့အတွင်းကဒေါသတွေကိုပဲဒေါ်ကြစည်းကဒီလိုပြောတော့ဒေါ်ကျပြကလည်းအချင်းချင်းတိုက်ခက်လို့ဘယ်တော့ပဲနိုင်ပါသေးအောင်မြင်တဲ့သူတယောက်မဆိုနိုင်ဘူးအတွင်းရန်အောင်နိုင်မှကုကိုမှအောင်မြင်တဲ့လူလို့ဆိုနိုင်တယ်မဟုတ်လားဟဲ့ကြည်စမ်းပေတဲ့မိုက်တဲ့နေရာမှာပြိုင်စင်စားဒေါသကြီးတဲ့နေရာမှာပြိုင်မဲ့ကင်းတဲ့နေရာအခုတော့လေတန်ရင်ကတွေရလို့ကာယကံဝစီကံမနောကံအပေါ်တိုက်ခတ်အောင်မြင်ပြီးအေးချမ်းနေလိုက်တာတာတို့ခေါ်ခြင်းစရာဒေါ်ကြစည်းနဲ့ဒေါ်ကျပြတို့နေရာတိုက်ခိုက်ခဲ့ကြတာတရက်ပင်ရိတ်အောင်မှာတိုက်ခိုက်ရဲ့အဆောက်အုံဆောက်ပြီးရွာသားတွေကတူတူငါစုယုံလို့ဒီတခါတိုက်ပွဲဆင်တာကတော့မတီချင်းနဲ့တီချင်းတရားရဲ့တိုက်ပွဲအမောင်နဲ့အလင်းရဲ့တိုက်ပွဲအနာဂတ်လမ်းကြောင်းကိုပန်းခင်းပေးမဲ့တိုက်ပွဲမဟုတ်ပါလားအဲ့ဒါစာကြည့်တိုက်ပေါ့တရေကဘယ်တော့မှစပါးတင်း30ကျော်မထွက်တဲ့ရွာအရှိဘက်လေကွင်းတွေမှာလဲညာစင်းအောင်ကောက်ပင်းနေရိတ်ရွယ်လို့အဲ့ဒီလေတွေကိုဟိုလေးကဘူဒီ6ချက်9ရင်းထွက်ဆိုတဲ့လေတွေဘူဒီ6ချက်ကလေးကိုကိုင်းပြီးစပါးနံခင်းတွေကိုသွားရင်6ချက်နဲ့မြည်ပြီးလေတယောက်ဆိုင်9ရင်းပဲထွက်တယ်ဟောအခုတော့တရေကစပါးတင်း80 80လေတွေကဒီလေတွေပဲဒါပေမဲ့ရေတွေကအရင်ကမြေတွေမဟုတ်တော့ဘူးအဲ့ဒီရေတွေမြေတွေထဲမှာဤပညာတွေပါလာတယ်တဘောကလူသားတွေရဲ့တိုက်ပွဲမှာလူသားဤပညာတွေနဲ့နိုင်ယူခဲ့ပြီမဟုတ်လားဒါတဲ့ကိုတော့ထိန်နဲ့ကိုချက်ကြီးတို့ရောဘယ်တော့မှလဲဗျကျွန်တော်ခေါင်းထဲမှာတွေးဝင်ကောပါကိုဖျက်ရင်မေးလိုက်တော့တယ်သူတို့ကတောင်သူပညာရေးစိုက်ပျိုးရေးကမှ3 ရက်တင်တန်းသွားတက်နေတယ်နှစ်ယောက်စလုံးအရေလက်ပြက်အလောင်းစားလည်းမလုပ်တော့ဘူးစိုက်ပျိုးရေးကိုပဲလုပ်နေကြတယ်လေပေါက်ပြားပေါက်မှယောက်ျားတောက်မှဆိုတဲ့ပုံကိုယ်တွေတောင်လိမ်မာနေပါရောလားတကယ်ဆိုတော့လူဖြစ်စေတိရစ္ဆာန်ဖြစ်စေတိုက်ပွဲဆိုတာရှိနေပါပဲအထူးသဖြင့်လူဆိုတာတိုက်ပွဲနဲ့ကင်းလို့ရနိုင်စကောင်းမရှိဒါပေမဲ့တကယ်အမှန်ကန်တိုက်ပွဲတကယ်တရားတဲ့တိုက်ပွဲတကယ်ရှိတဲ့တိုက်ပွဲဖြစ်ဖို့တော့အရေးကြီးတာပေါ့လေဝိတုလေးကတော့ဒီမှာပဲဆုံးသွားပါပြီခင်ဗျာအခုလိုချိန်ပေးပြီးနားဆင်ကြကြတဲ့တယောက်ရှင်းနေတာကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်နေ့မှာလည်းဒီလိုရတ္တမြောက်တဲ့ဝိတုပေါင်းများစွာကိုတင်ဆက်ပေးတော့မှာဖြစ်လို့နားဆင်အားပေးကြပါဦးခင်ဗျာ